မင်္ဂလာပါအခုဒီနေ့ကျမတို့ဘာကောက်သွားမယ်ပေါ့နော်လာတဝဲရောက်တော့နော်စီလာထဲမှာတစ်ချက်ဝေတယ်ပေါ့နော်ဒီမဲဆောက်ကနေစလာခဲ့မယ်ဆိုရင်ပေါ့နော်လာတဝဲရောက်လို့စီရေးဒီနေရာမှာဘယ်လိုခေါ်လဲဆိုတော့မမတ်မီတော့ဘူးပေါ့နော်အတီအရွယ်တွေလဲစုံနေရပဲနော်ကျမတို့ကစတော်ဘယ်လီတီဝယ်စားတယ်ပေါ့နော်အတီအရွယ်နည်းနည်းလေးပေါ့နော်ချစ်တို့ရင်နော်အဝကာဒိုတွေအပီတီတွေအစုံပဲချစ်တို့နော်တငယ်ကြီးတွေနဲ့လာတယ်ပြီးတော့အမလာစိတ်ဖော်တွေနဲ့လာတယ်ပေါ့နော်ကဲဘာကောက်ရောက်တော့လို့စီရေးချစ်တငယ်ကြီးတို့နော်ကျမတို့တွေ့လို့စီရေးခေါ်လို့ရပါတယ်ရှင်မနာမစီးပါဘူးနော်ကဲပစ္စည်းတွေဘာညာတွေဝယ်ပြီးဆိုတော့ကျမတို့ကမ်းပေါင်ပြတင်မယ်ပြီးလို့စီရေးခီးဆက်သွားမယ်နော်ကလေးတို့ရေကဲခုဆိုရေးခီးဆက်သွားနေပါပြီနော်ချစ်တို့ရေနော်ကဲကားပေါ်မှာလည်းကျမတို့တချေးတွေကိုလည်းတလန်လုံးဖွင့်နေပေါ့နော်ပြီးလို့စီတချေးတွေဘာတွေလည်းနားထောင်တယ်ကဲလာတော့ရောက်ပြီဆိုတော့ကျမတို့ပေါ်ထော်ထော်စီဆိုင်ကနေနော်စီဆိုင်ပေးနာမှာအစားတောက်ဆိုင်စီးတယ်ကျမတို့ကွတီကိုခဏလောက်ထိုင်စားမှဖြစ်ပါတယ်နော်ချစ်တို့နော်အနာယူလိုက်ပါရှင်ကဲပြီးလို့စီမုံဆုံးသွားရောခီးတွေဆက်သွားမှဖြစ်ပါတယ်စီမရောက်သေးဘူးပေါ့နော်အကြာကြီးသွားရအောင်မယ်ချစ်တို့ရေနော်အရန်မောတယ်ပေါ့နော်ခဏခဏအိမ်ငိုင်းခဏခဏပြန်လို့ခဏခဏအိမ်ငိုင်းလိုမျိုးပေါ့နော်ကဲခုဆိုရင်ဘာကောက်ရောက်ပြီဆိုတော့နော်ဟိုထဲမှာပေါ့နော်တဲမဲအနာယူမဲပန်းပြမဲချစ်တို့ရေပြီးလို့စီဖီကေကော်ဖီတောက်မယ်ပေါ့နော်ဖီကေကော်ဖီတောက်ချင်တာကြာပြီဟိုမနေ့ကကော်ဖီမတောက်ရတာနော်အဲ့ဒါကြောင့်မို့နော်ဒီနေ့ဘိုက်သိမ့်မဆောင်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဖီကေကော်ဖီတောက်မယ်ပြီးလို့စီဝန်းသွားမယ်ပျော်လေးနေမယ်ပြီးလို့စီရီတော့ချုံးမယ်ဖြစ်ပါတယ်ကဲရီမချိုးခင်မှာအခါလေးပြတ်မယ်ဖြစ်ပါတယ်ရှေ့ဒါအေးမယ်အခါလေးပဲဖြစ်ပါတယ်ရှင်ကဲခုဆိုရီချုံပြီးပြီဆိုတော့နားလိုက်မယ်အိတ်လိုက်မယ်ကဲမနေ့ဖြာဗီဒီယိုနောက်တစ်ပုတ်ဆက်သွားမယ်နော်ချစ်တို့ရေဘိုင်းဘိုင်း